Canon 80D လိုမျိုး body ကကြီးတယ်လေးတယ်ကြိုက်ဘူးပေါ့နော် Canon M50 လိုမျိုး body ကသေးတယ်ပေါ့တယ်နော်ဂိုင်းလို့မကောင်းအားမရဘူးအဲ့လိုလည်းမကြိုက်ဘူးဆိုလို့ရှိရင်တော့နောက်ထပ်ရွေးချယ်စရာတစ်ခုကတော့ Canon 200D Mark II ပါပဲဒီနေ့ဗီဒီယိုလေးမှာတော့ 200D Mark II ရဲ့အကြောင်းကိုကျွန်တော်တို့တူတူလိုက်လေ့လာကြည့်တာပေါ့နော်ဆိုတော့ 200D Mark II Shoot region တွေမှာဆိုတော့ 250D လို့ခေါ်တယ်ပေါ့နော်သူ့အကြောင်းမပြောခင်ကျွန်တော်တို့သူ့ရဲ့ series ပေါ့နော်သူ့ရဲ့ရှေ့နောက် model လေးအကြောင်းရေးပြောတော့နောက် model တော့မရှိဘူးဒီကောင်တော့ latest model ပဲဆိုသူ့အရှိမှာဆိုလို့ရှိရင် 100D ရှိမယ်နောက်တစ်ခါကျတော့ 200D ရှိမယ်ဒီကောင်တော့ 200D ကိုမှ version 2ပေါ့နော် 200D Mark II လို့ခေါ်တယ်ဒီကောင်ကိုထုတ်ရတဲ့ရည်ရွယ်ချက်ကဒါကျွန်တော်ခုနကပြောသလိုပဲ M50 လိုမျိုး mirrorless လိုမျိုးတေးသေးကွေးကွေးလည်းမကြိုက်ဘူး 80D လိုမျိုး body ကကြီးကြီးလေးလေးလည်းမကြိုက်ဘူးဆိုလို့ရှိရင်အလဲအလတ်ပုံစံလေးကိုရွေးလို့ရတယ်ဒီကောင် fancy type model ဖြစ်တယ်ပေါ့နော် fancy type ဆိုတာကနည်းလူငယ်စံနဲ့ model ပေါ့နော်လူငယ်ကြိုက်ပုံစံဖြစ်တယ် flip screen ဖြစ်တယ်ပေါ့နော် screen ကိုလှန်ပြီးတော့ရိုက်လို့ရတယ် body ကအလတ် size ဖြစ်တယ်ပေါ့နော်အလတ် size ဆိုတာကဒီအရင်မကြီးမသေး model ဖြစ်တယ်ကိုင်းလို့အရင်ကောင်းတယ်ကျွန်တော်အကြိုက် model ထဲမှာတစ်ခုပါတယ်ပေါ့နော် body ကလည်းအရွယ်စားကလည်းကျွန်တော်တို့ဒီလူတယောက်ရဲ့လက်ထဲမှာ fitting ကြကြနဲ့ကင်လို့ရတယ်သူ့ရဲ့ function တွေကလည်းဆောင်းမိုက်တယ်ဗျာ flip screen ရတယ် wifi ရတယ်ဆိုတော့ latest model ဖြစ်တော့ဒါတွေပါတာတော့မထူးဆန်းဘူးပေါ့နော် Canon မှာတော့ကျွန်တော် customer တွေကြိုက်ဈေးရလည်းတက်တာတယ်ဆိုတော့ 200D Mark II ရဲ့ဈေးက$1300နဲ့900ဘတ်ပေါ့နော်ဆိုတော့ Canon series တွေရဲ့ထုံးစံအတိုင်းပဲဆိုတော့ beginner support ဖြစ်တယ်ပေါ့နော်ဘာပဲဖြစ်ဖြစ်လှလှပပလေးလုပ်ထားပြီးတယ်3ရလွယ်ကူတယ် fully step control ရတယ်ပေါ့နော်အဲ့တခုကလည်းဒါတော်တော်လေးစင်ပြေတယ်ပေါ့ဗျာ300လည်းရမ်းလွယ်တယ်ဆိုတော့ 200D Mark II ကိုကျွန်တော်လူတော်များညွှန်ပေးဘူးတယ်ပေါ့သုံးလိုက်တဲ့လူတိုင်းလည်းတော်တော်ကြိုက်တယ်ခုချိန်ထိလည်းသူတို့လုပ်ငန်းခွင်ထိကိုသူတို့သုံးနေကြတော့မယ် photo ရော video ရော vlog ရောဒါလုပ်ငန်းသုံးထိရတယ်ပေါ့နော် professional use ထိကိုအဆင်ပြေတယ်ပေါ့ 200D Mark II လေးကနောက်တစ်ခုကကျွန်တော်ကြိုက်တဲ့ချက်က video ပေါ့နော် video mode လေးကျွန်တော်ပြောင်းလိုက်မယ် video မှာသူက4K ထိရတယ်ပေါ့နော်4K ထိရတယ်အဲ့ဒီဘောလေးတော်တော်လေးစားတယ်ပေါ့နော်မိုက်တယ်သူရဲ့ specification ရောသူ့ရဲ့ body ရောတော်တော်လေးအဆင်ပြေတယ် Canon lens တွေကလည်းကင်မရာကင်မှုတဲ့သူတိုင်းသိပါတယ်ဈေးသက်သာတယ်လူကင်များတဲ့အတွက်ကျွန်တော် border ချင်းချင်းပြန် share ပြီးတော့သုံးလို့ရတယ်ပေါ့နော်ဒီကင်မရာမှာကျွန်တော်အကြိုက်ဆုံးချက်ကတော့သူ့ရဲ့အလေးချိန်ပဲသူကပုံမှန် DSLR ထက်ကိုပေါ့တယ်ဆိုပေမဲ့လည်း M50 လောက်လည်းသူကမပေါ့ဘူးအဲ့လိုမျိုးအလဲအလက်မကြီးမသေး model လေးဆိုတော့ဒါလူငယ်တော်တော်များများကင်ရတယ်ကျွန်တော်ညှိုးလိုက်တဲ့လူတိုင်းကြိုက်တယ်ပေါ့နော် body ratio ကကင်လို့ကောင်းတယ်လက်တစ်ဖက်ထဲနဲ့အားလုံးဒီလက်မနားမှာအကုန်ရှိတယ်ပေါ့နော်လက်မနဲ့လက်ညှိုးနားမှာအကုန်ရှိတဲ့အတွက်ကြိုက်သလို control လုပ်လို့ရတယ်သူ့ရဲ့အလေးချိန်နဲ့သူ့ရဲ့ဟာ fitting ကြတယ်လို့ခံစားရတယ်ကင်လို့ကောင်းတယ်ဒီကောင်ကလူငယ်ကြိုက်တယ် auto focus မြင်တယ်နောက်တစ်ခုက specification တွေကလည်း latest processor တွေပဲထည့်သုံးထားတဲ့အတွက်သုံးရတာတော်တော်လေးအဆင်ပြေတယ်ရမ်းခံတယ်အမာခံတယ် error ပါညာရှင်းတယ်ပေါ့ဗျာ portrait landscape စီကတော့ဒါ3400ဘတ်body နဲ့ kit နဲ့ကတော့13000နဲ့900ဘတ်ပါ